တရံမှာအခိုင်မာဆုံးသူရဲကောင်းတွေကစင်မြင့်ပေါ်မှာမရက်ကြပါဘူးသူတို့ဟာမှောင်ထဲမှာမီးခွက်ကင်ပြီးတိတ်ဆိတ်စွာရက်နေကြပါတယ်မြန်မာနိုင်ငံရဲ့မြစ်ကမ်းဘေးကရွာငယ်လေးတစ်ရွာမှာမေသက်စင်ဆိုတဲ့အမျိုးသမီးတစ်ယောက်နေထိုင်ပါတယ်မေသက်စင်ဟာနေကင်းဘက်မှာတော့ဈေးမှာဟင်းသီးဟင်းရွက်တွေရောင်းပါတယ်ညဘက်မှာတော့စီမီခွက်အောက်မှာစာကျက်ပါတယ်မေသက်စင်ကတက္ကသိုလ်မတက်ဘူးပါဘူးသူ့မိသားစုကသူ့ကိုကြောင်းထားဖို့မတက်နိုင်ပါဘူးဒါပေမဲ့အသိပညာဆိုတာချမ်းသာတဲ့သူတွေပိုင်တာမဟုတ်ပဲရဲရင်းတဲ့သူတွေပဲရတယ်ဆိုတာကိုသူမယုံကြည်ပါတယ်ညနေတိုင်းသူ့ရွာကကလေးတွေဟာမေသက်စင်ရဲ့ဝါအိမ်လေးမှာစုဝေးကြပါတယ်သူမကသူတို့ကြီးပြင်းလာတဲ့ရွာနာကမြစ်ထက်ပိုကြီးတယ်စာဖတ်နီးစာရေးနီးနဲ့ဘဝအတွက်ရည်မှန်းချက်ထားနည်းတွေကိုသင်ပေးခဲ့ပါတယ်မြစ်ရည်ကြီးတဲ့အခါအိမ်တွေပျက်စီးသွားရင်အကူအညီတွေပေးနိုင်အောင်ကူညီမဲ့သူများကိုစုစည်းပေးခဲ့ပါတယ်လူကြီးတို့ကမိန်းကလေးဆိုတာစာရေးတက်ဖတ်တက်ရင်တော်ပြီဆိုပြီးတင်ယူတာရက်ဖို့ပြောတဲ့အခါသူမကပိုပြီးစူးစမ်းစေပါတယ်အတန်ကိုပိုကြဲကြဲပြောပါတယ်နှစ်တွေကြာပြီးနောက်အဲ့ဒီကလေးတွေတဲကအများစုဟာဆရာမတွေတူနာပြုတွေနဲ့ခေါင်းဆောင်တွေဖြစ်လာကြပါတယ်ဘသူကသူတို့ကိုလှုံ့ဆော်ပေးခဲ့လဲလို့မေးတဲ့အခါသူတို့အားလုံးကနာမည်တစ်မျိုးပဲဖြစ်အဲ့ဒီနာမည်ကမေသက်စင်ဆိုတာပါပဲမေသက်စင်ကဘယ်တော့မှနာမည်ကြီးလာမှာမဟုတ်ပါဘူးဒါပေမဲ့သူမဟာကလေးတစ်ယောက်ချင်းစီရဲ့အနာဂတ်ကိုပြောင်းလဲပစ်ခဲ့ပါတယ်တခါတရံမှာအခိုင်မာဆုံးသူရဲကောင်းတွေကစင်မြင့်ပေါ်မှာမရက်ကြပါဘူးသူတို့ဟာမှောင်ထဲမှာမီးခွက်ကင်ပြီးတိတ်ဆိတ်စွာရက်နေကြပါတယ်မေသက်စင်လိုပေါ့